皆さんこんにちはဒီနေ့မှာတော့ဗောနော်ဒီ M5 ရဲ့ဒီဘတ်နံပါတ်3ဗီဒီယိုလေးရောက်နေပြီဗောနော် M5 level အတွက်ဒီဘတ်လေးတွေကိုကျွန်တော်ဖတ်ဖို့ဖတ်နည်းလေးတွေဗောနော်အဓိပ္ပာယ်လေးတွေနဲ့ရှင်းပြပေးနေတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့နံပါတ်3ခုမြောက်ဗီဒီယိုလေးဖြစ်ပါတယ်ဗောနော်ဆိုတော့ကျွန်တော်တို့သွားလိုက်ရအောင်ဗောနော်ပထမတစ်လုံးအနေနဲ့ကျွန်တော်တို့ N9 စုလို့ဗောနော် N9 စုလို့ဆိုရင်ကျွန်တော်တို့ကလမ်းညွန်ပေးသည် guide လုပ်ပေးသည်ဗောနော် N9 စုလို့ဆိုလို့ရှိရင်လမ်းညွန်ပေးသည် guide လုပ်ပေးသည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဗောနော်ကျွန်တော်တို့ကဘေးမှာစာအုပ်လေးဒီနှုတ်စာအုပ်လေးမှတ်ပြီးတော့ဗောနော်တခါတည်းရေးပြီးတော့ကြက်ထားဗောနော်အဲ့လိုမျိုးဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်ဗောနော်ဗီဒီယိုလေးတွေကြည့်ပြီးတော့ဖေးကနေပြီးတော့တခါတည်းလိုက်ပြီးတော့မှတ်ထားလို့လည်းရတယ်ဗောနော်ဆိုတော့နောက်တစ်ခုဒန်းဝါကိုခါခဲတုဆိုလို့ရှိရင်ကျွန်တော်ဖုန်းခေါ်သည်ဗောနော်ဒန်းဝါကိုခါခဲတုဖုန်းခေါ်သည်အီဇိုဂုဆိုလို့ရှိရင်ကျွန်တော်မြန်လုပ်သည်ဗောနော်အီဇိုဂုဆိုတာအလင်းစလိုဗောနော်မြန်လုပ်သည်နာခုစုလို့ရှိရင်ကျွန်တော်တို့ကဆုံးချုံသည်နာခုစုဟိုဆုံးချုံသည်ဗောနော်တော့အွန်တန်စုလို့ဆိုတာမောင်းသည်အွန်တန်စုလို့ဆိုတာမောင်းသည်ဗောနော်နုကုဆိုလို့ရှိရင်ကျွန်တော်တို့ကရှော့သည်ဗောနော်ရှော့သည်ဗောနော်နုကုဆိုတာရှော့သည်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ OSR တွေကိုရှော့တာတော့ဗောနော်အဲ့လိုမျိုးတွေတုံးတယ်ဗောနော်အုပ်စုဆိုလို့ရှိရင်ကျွန်တော်တို့ကဖိသည်နှိပ်သည်ဗောနော်အုပ်စုဒါတွေခလုတ်ကိုနှိပ်တာတွေဖိတာတွေမှာတုံးတယ်ဗောနော်လျှက်စိခလုတ်တို့ဗောနော်အဲ့လိုမျိုးလေးတုံးတယ်အုပ်စုဆိုတာနှိပ်တာဖိတာနော်ဘိုးရုဆိုရင်ကျွန်တော်တို့ကတက်သည်နော်ဘိုးရုဆိုရင်တောင်နေတက်တာတွေပေါ့နော်အဲ့လိုမျိုးနေရာမှာတုံးတယ်ပေါ့နော်နော်ဘိုးရုအဲ့ဒါခုအိုမိုဤဓာတ်စုဆိုတာတတိယသည်အိုမိုဤဓာတ်စုဆိုရင်တတိယသည်ဟိခုဆိုလို့ရှိရင်ကျွန်တော်တို့ကဆွဲသည်ဟိခုဆိုလို့ရှိရင်ကျွန်တော်တို့ကဆွဲသည်နောက်တစ်ခုကအိုဝါရုဆိုလို့ရှိရင်ကျွန်တော်တို့ပြီးဆုံးသည်ပေါ့နော်အိုဝါရုဆိုရင်ပြီးဆုံးသည်ယောဘူးဆိုလို့ရှိရင်ခေါ်သည်ပေါ့နော်ယောဘူးဆိုတာခေါ်သည်ခခရုဆိုတာရှင်ကျွန်တော်တို့ကကုံကြသည်ပေါ့နော်ခခရုဆိုတာအချိန်ကုန်ကြတာတို့ပေါ့နော်အဲ့လိုတစ်ခုခုcost ကုန်ကြတာပေါ့နော်အဲ့လိုမျိုးတွေမှာတုံးပါတယ်အချိန်ကြီးကြာတာတွေဒီပတ်စံကုန်ကြစရိတ်တွေမှာကုန်ကြတာတွေမှာခခရုဆိုပြီးတော့တုံးမယ်ပေါ့နော်အဲ့လိုခါရဲစုဆိုလို့ရှိရင်ကျွန်တော်တို့ကပြန်ပေးတယ်ပေါ့နော်ပြန်ပေးတယ်ခါရဲစုဆိုတာပြန်ပေးတယ်နောက်တစ်ခုခက်ခွန်းစုလို့ဆိုရင်ကျွန်တော်တို့လက်ထပ်သည်ခက်ခွန်းစုလို့ဆိုရင်လက်ထပ်သည်ပေါ့နော်မီဇဲရုဆိုလို့ရှိရင်ကျွန်တော်တို့ကပြသည်ပေါ့နော်မီဇဲရုဆိုလို့ရှိရင်ပြသည်ရှင်းပိုက်စုလို့ဆိုရင်စိတ်ပူသည်ရှင်းပိုက်စုလို့ကစိတ်ပူသည်ရှင်းပိုက်စုလို့ကစိတ်ပူသည်ပေါ့နော်ဤရုဆိုလို့ရှိရင်ကျွန်တော်တို့ကလိုအပ်သည်ပေါ့နော်ခန်းကြီးလေးတွေတေချာလေးမှတ်ပေါ့နော်ခန်းကြီးလေးတွေကဒီအဖိုက် level မှာမပါသေးဆိုပေမဲ့ပေါ့နော်ဒီမှာခန်းကြီးလေးတွေပါထားရဆိုတော့ဒီခန်းကြီးလေးတွေကိုလည်းကျွန်တော်တို့မှတ်မိထားအောင်ဆိုပြီးတော့ကျွန်တော်တို့ဒီနည်းနည်းလေ့ကျင့်ထားသေးတယ်ပေါ့နော်တခါတည်းဒီရေးတယ်ဆိုရင်တော့မှခန်းကြီးလေးတွေမရေးတတ်ရင်တော့မှဒီတခါတည်းကိုဆွဲတတ်တယ်လို့လေးဆွဲပြီးတော့မှတ်ထားလိုက်ပေါ့နော်အဲ့လိုမျိုးလေးခန်းကြီးလေးတွေပါမှတ်ထားတချို့ကျွန်တော်တို့ကအတိတန်ထွက်ရတော့တူတယ်ဒါပေမဲ့ခန်းကြီးမတူတဲ့အတွက်အဓိပ္ပာယ်လွဲသွားနိုင်တာလေးရှိတယ်ပေါ့နော်ဒါလေးတွေသတိထားဖို့လိုတယ်ပေါ့နော်ဆိုတော့ဤလူဆိုရင်ကျွန်တော်တို့ကရှိတည်ပေါ့နော်နောက်တစ်ခုကစွတ်တဲရုဆိုလို့ရှိရင်ကျွန်တော်တို့ကအဝေးကိုပစ်လိုက်သည်ပေါ့နော်ပစ်လိုက်သည်ပေါ့နော်တခုခုပျက်စီးတခုခုပဲဖြစ်ဖြစ်အဝေးကိုလွှင့်ပစ်လိုက်တာတော့ပေါ့နော်အဲ့လိုမျိုးတုံးဆွဲတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကစူဝါရုဆိုရင်ကျွန်တော်ကထိုင်းသည်စူဝါရုဆိုရင်ထိုင်းသည်ပေါ့နော်ထိုင်းသည်ဆက်ဆိုမဲဤစုဆိုရင်ကျွန်တော်တို့ကရှင်းပြသည်ဆက်ဆိုမဲဤစုကရှင်းပြသည်ပေါ့နော်တဆုဆိုလို့ရှိရင်ကျွန်တော်တို့ကမတရက်သည်တဆုမတရက်သည်တဆုကမတရက်သည်နောက်တစ်ခုကစုကာရဲရုဆိုလို့ရှိရင်ကျွန်တော်တို့ကပင်မန်းသည်ပေါ့နော်စုကာရဲရုဆိုတာပင်မန်းသည်နောက်တစ်ခုဒက်ခိရုဆိုလို့ရှိရင်ကျွန်တော်တို့လုံနိုင်သည်ပေါ့နော်လုံနိုင်သည်ဒက်ခိရုဆိုပြီးတော့သုံးဆဲတယ်ပါဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီကဒိုရှိနံပါတ်3ဘန်ပေါ့နော်ဒိုရှိဘတ်3နံပါတ်3ခုမြောက်ဗီဒီယိုလေးဖြစ်ပါတယ်အဆုံးထိကြည့်ပြတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ